IT man ပြောပြမယ်ညီလေးတို့ရဲ့ဖုန်းဒါမှမဟုတ် laptop ကို network ထဲမှာဘယ်သူမှရှာမတွေ့အောင်ဖုံးကွယ်လို့ရမလား IP ပြောင်းလို့ရပါမယ် MAC address ကတော့ပြောင်းလို့မရပါဘူး IP address ဆိုတာအင်္ဂါလိပ်စာလိုမျိုးပြောင်းလဲနိုင်ပေမဲ့ MAC address ဆိုတာကတော့လူတစ်ယောက်ရဲ့လက်ဝေရာဒါမှမဟုတ်မှတ်ပုံတင်နံပါတ်လိုမျိုးဆက်ထုတ်လို့စင်ကလေးကပါလာတဲ့အမြဲတမ်း ID ဖြစ်ပါတယ်အရာရာကိုအပေါ်ယံ IP တင်မကပဲအမြဲတမ်းတည်ရှိနေတဲ့အခြေခံ Mac အထိမြောင်ကြီးတက်တဲ့အလေးအကျင့်ရှိရင်ညီလေးတို့ဟာပို့ပြီးတော်လာမှာပါ router တွေမှာ Mac filtering စနစ်ကိုသုံးပြီးကိုခွင့်ပြုထားတဲ့ Mac address ရှိတဲ့ set တွေပဲ Wi-Fi သုံးလို့ရအောင်ပိတ်ထားခြင်းဖြင့် hacker တွေကနေကာကွယ်နိုင်ပါတယ်အားသာချက်ကတော့စက်ပစ္စည်းတွေကိုတိတိကျကျခွဲခြားပြီးလုံခြုံရေးပေးနိုင်တာဖြစ်ပြီးအားနည်းချက်ကတော့ MAC address ကိုခိုးယူ spoofing လုပ်နိုင်တဲ့နီလန်းအချို့ရှိနေသေးတာဖြစ်ပါတယ်နေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာရင်တစ်နှစ်အတွင်းမှာညီလေးတို့ရှိမှာတကက် senior tech mindset ရလာမှာပါဥပမာတာမန်လူက IP ပြောင်းသွားလို့ဆက်ရှာမတွေ့ဖြစ်နေချိန်မှာညီလေးက MAC address နဲ့တိတိကျကျရှာပြနိုင်မှာမျိုးပါနေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာပြီး senior ID brother ဖြစ်ဖို့ follow လုပ်ထားပါရန်ကုန်မြို့ထဲမှာ ID services တွေလိုအပ်ရင်ကျွန်တော်တို့ ID man ကိုဆက်သွယ်လိုက်ပါနော်